ကျွဲအုပ်တအုပ်သည်၆တွေ့သောလက်ကွင်းများကိုဖြတ်တန်းချီတက်နေသည်မြင်းစီလာသောကုံတယ်လူအုပ်သည်ရှည်လျားသောတန်းစီပုံစံဖြင့်ရွေ့လျားနေပြီးကုံတယ်များသည်ကျွဲအုပ်ဘေးတွင်ဝန်းရံထားသည်ခါတွင်ဓားတစ်ချောင်းစီနှင့်ကြောပေါ်တွင်ချိတ်ဆွဲထားသောရိုင်ဖယ်သေနတ်တစ်လက်ကိုကင်ဆောင်ထားသည်ကျွဲများကိုခိုးယူရန်စ조사မိဓားများများရန်မှကျွဲအုပ်ကိုကာကွယ်စောင့်ရှောက်ပေသည်ဤဓားများသည်မကြာခဏဤလမ်းကြောင်းတစ်လျှောက်တွင်ကျွဲများကိုမကြာခဏလူရလိရှိသောမော်ဆရာများ၏ဓားများဖြစ်သည်ကျွဲအုပ်သည်မောင်ရီပြိုးချိန်ရောက်သည့်အထိအချိန်အတော်ကြာခရီးသွားခဲ့ကြသည်ကုံတယ်တို့သည်ရေကန်အနီးတွင်အနားယူရန်စားတောက်ရန်နှင့်ကျွဲများကိုရေတိုက်ရန်ရက်တန့်လိုက်ကြပါသည်ညရောက်လာတဲ့အခါမှာခေါင်းဆောင်ကိုခိုင်သည်ကျွဲများကိုလှဲများဝန်းရံထားသည်ဓားများကျွဲကိုခိုးယူခြင်းမှကာကွယ်ရန်ကင်းသမားများကိုတာဝန်ပေးထားသည်အလင်းရောင်ရရှိရန်အတွက်မီးပုံတစ်ခုထွန်းကြည့်ထားသည်ဦးလေးနိုင်လင်းနှင့်ကျွဲရောင်းဝယ်ခဲ့ဘူးသောဦးလေးခိုင်ထူးသည်ကျွဲအုပ်ကိုစစ်ဆေးရန်ထွက်လာခဲ့ကြသည်သူသည်ကိုခိုင်တန်ပြန်လာပြီးတရင်ပို့လာခဲ့သည်အရာအလုံးအဆင်ပြေပါတယ်ကိုဝင်းနှင့်အခြားသူများသည်လေကွင်းအလဲတွင်စောင့်ကြည့်နေကြသောကိုရိုးသည်တောဆက်အနီးတွင်စောင့်ကြည့်နေသည်ရွှွနွန်ဒေသကိုကိုခိုင်၏စောင့်ရှောက်မှုအောက်တွင်ရှိနေသည်ဒီညဘာမှမဖြစ်သင့်ဘူးဦးလေးသူ့ကိုမယုံနဲ့ဒီညထူးထူးခြားခြားတိတ်ဆိတ်နေတယ်လို့ထင်တယ်လေမတိုက်ဘူးအရွက်တွေလည်းတရွှီရွှီမီမနေဘူးလေကလည်းလေးလိမ့်ပြီးဆိုးဆိုးနေတယ်လို့ပဲသူပြောပြီးသည်နဲ့ကျဲလောင်းသောအော်ဒန်တစ်ခုထွက်ပေါ်လာသည်ကျွဲအုပ်သည်ထိတ်လန့်တုန်လှုပ်ပြီးပြန်ကျဲကလဲတန်းတစ်လျှောက်ပြေးလွှားနေကြသည်၎င်းသည်ကျွဲလဲတန်းကြားတွင်ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့သည်ရုတ်တရက်ကိုရိုးဦးဆောင်သောလမ်းကြောင်းမှတနတ်ထန်တစ်ခုထောက်ပေါ်လာသည်လူများသည်တစုံတစ်ခုကိုကြောက်လန့်နေတဲ့ကဲ့သို့အော်ဟစ်နေကြသည်ထိုဘက်ချမ်းကိုစောင့်ကြနေသောကိုရိုး၏လူများသည်ငယ်ရွယ်သောကိုခိုင်ကိုရှာဖွေရန်အလင်းစလိုပြေးလွှားနေကြသည်တဆေဝင်းညင်လာရောက်နှုတ်ဆက်နေတယ်ဗျာကိုခိုင်ကျွန်တော်တို့ရဲ့လဲကင်နားမှာပေါ်လာတယ်ကိုရိုးကပြစ်လိုက်တယ်ဒါပေမဲ့ထိခိုက်မှုမရှိခဲ့ဘူးအိုးမဖြစ်ဘူးအဲ့ဒီဓားများတွေကကျွန်တော်တို့ကိုတိုက်ခိုက်ဖို့ဝင်းညင်တစ်ခုကိုအသုံးပြုနေတယ်ကိုခိုင်ကသူ့ရဲ့ယုံကြည်စိတ်ချရတဲ့ rifle ကိုဆွဲယူပြီးမြင်းပေါ်ကိုခုန်တက်လိုက်တယ်ပြီးတော့ဒနတ်တန်ကြားရစီကိုချက်ချင်းဦးတည်သွားတယ်ဦးလေးခိုင်ထူးနဲ့ကိုရိုးရဲ့နောက်လိုက်တွေကနောက်ကနေနီးကပ်စွာပြေးလာကြတယ်သူတို့ရှေ့မှာမြင်ကွင်းကဖြက်စီးနေတဲ့အေယာမတဆေတကောင်ပါတဆေကပိန်ချုံနေပြီးအရက်ရှည်ပြီးအယိုးစုပုံနေတယ်သူ့လက်ရှည်လျားပြီးကောက်ကွေးတဲ့လက်မောင်းတွေကကြမ်းတမ်းစွာလှုပ်ရှားနေတယ်သူ့လက်စပင်တွေကငှက်တိုက်လိုဖရိုဖရဲဖြစ်နေပြီးသူ့ရဲ့အနီရောင်မျက်လုံးတွေကကျွဲအုပ်ကိုစိုက်ကြည့်နေတယ်သူတို့ရဲ့အော်ဗန်တွေကနားစီကိုထိုးပေါက်နေတယ်ကျွဲအုပ်ကိုဥဆောင်နေတဲ့လူတွေကတနတ်နဲ့ပြက်ခတ်ကြတယ်ဒါပေမဲ့ကြီးစံတွေကဘာမှအကျိုးသက်ရောက်မှုမရှိဘူးအဲဒီကမော်စရာသူကဒီမကောင်းဆိုးဝါးဝิญဉ်ကိုကျွန်တော်တို့ရဲ့လှဲတန်းကိုနှောက်ယှက်ဖို့လွတ်လိုက်တယ်သူကကျွန်တော်ကိုစမ်းတက်ချင်တယ်မဟုတ်ဘူးလားလဲတန်းကိုကာကွယ်ဖို့ကျွန်တော်မှာမော်အသက်လုံလောက်မှုရှိမရှိသိချင်လို့လားသူကကျွဲကိုခိုးဖို့ကြိုးစားရင်ကျွန်တော်ရဲ့မော်ကြီးဆိုင်တွေကိုအရင်မျိုးချရမယ်နိုင်လင်းကသူ့တနက်ကိုချိန်ရွယ်ရင်တေးမတော်မျက်နှာထားဖြင့်ပြောလိုက်တယ်သူဒီတရေဦးကောင်းကိုချိန်ရွယ်ပြီးမော်ပညာရွတ်ဆိုပြီးတော့တနက်ပစ်ခလုတ်ကိုဆွဲလိုက်တယ်တရေဦးကောင်းဒီအပိုင်းပိုင်းကွဲသွားတယ်